မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမှာကယုံနေမှာလေခဏခဏရောထွေးတတ်ကြတဲ့ဌာနနှစ်ခုအကြောင်းပါအဲ့ဒါကတော့ HR နဲ့ admin ဌာနတွေကြားကဌာနချက်ဖို့ဘယ်ဌာနကဘာလုပ်တယ်ဆိုတာတော်တော်များများသိမရှင်းကြဘူးအခုကျမတို့စီမှာဒီဌာနနှစ်ခုရဲ့တာဝန်တွေကိုရှင်းရှင်းလင်းလင်းခွဲပြောချတဲ့အချက်လက်လေးတွေရောက်နေပါပြီဒီနေ့ဒီကြောင်းကိုနည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဒီအချက်လက်တွေမှာအဓိကပြောထားတာက HR ကလူကိုအာယုံစိုက်ပြီးတော့ admin ကကျတော့လုပ်ငန်းလက်ပတ်မှုနဲ့အဆောက်အဦကိုအဓိကထားတယ်လို့ဆိုပါတယ်ဆိုတော့အဲ့ဒါကိုနည်းနည်းလေးပို့ပြီးရရှင်းအောင်လုပ်ကြည့်အောင်ဟုတ်ကဲ့အဲ့ဒီချက်ကတကယ်ကိုအဓိကဆုံးပဲဗျ HR ကလူကိုအာယုံစိုက်တယ်ဆိုတာကလေဝန်ထမ်းတယောက်ရဲ့လုပ်ငန်းဝင်ဘဝ life cycle တစ်ခုလုံးကိုစီမံခန့်ခွဲတာကိုဆိုလိုတာပါအော် life cycle တစ်ခုလုံးကိုအဲ့ဒါကိုအသေးစိတ်ကြည့်အောင်နော်ဒီမှာဆိုရင် HR ရဲ့တာဝန်တွေထဲမှာဝန်ထမ်းခေါ်တာ recruitment and hiring ပေါ့ပြီးတော့လစာနဲ့ခန်းစားခွင့်တွေ payroll and benefits ဟုတ်ကဲ့ကုမ္ပဏီတစ်ခုမှာလူမှန်နေရာမှန်ရှိဖို့ပြီးတော့သူတို့ကိုစိတ်အားဖတ်တန်အောင်လုပ်ပေးဖို့ဥပဒေနဲ့အညီဖြစ်စေဖို့ဒါတွေကို HR ကအမှန်ခံပေးရတာပေါ့ဒါကကုမ္ပဏီရဲ့အရေးကြီးဆုံးရင်းမြစ်ဖြစ်တဲ့လူတွေကိုဖြူးစုပြိုးချောက်ပေးနေတာပါပဲဟုတ်ကဲ့အခု admin ဘက်ကိုတစ်ချက်လောက်ကြည့်ကြအောင်သူတို့ကလုပ်ငန်းလက်ပတ်မှုနဲ့အဆောင်အဦကိုအာယုံဆိုင်တယ်ဆိုတော့အဲ့ဒါကလက်တွေ့မှာဘယ်လိုမျိုးများလဲဒီမှာပြထားတာကတော့ရုံးခန်းပြုပြင်ထိန်းသိမ်းတာခရီးထွားလာရေးစီမံတာဟုတ်ကဲ့ vendor တွေနဲ့ညှိနှိုင်းတာအဆောင်အဦဘေးကင်းလုံခြုံရေးအစည်းအဝေးတွေအတွက်ပံ့ပိုးတာရုံးထုံးပစ္စည်းတွေစီမံတာအများကြီးပဲဒါကတော့ဝန်ထမ်းတွေအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းဝင်ကြီးတစ်ခုလုံးချောချောမွေ့မွေ့လဲပတ်နေအောင်လုပ်ပေးရတဲ့သဘောပေါ့နော်အဲ့ရပါပဲဗျရှင်းအောင်ပြောလိုက်ရင်လေ HR ကအဖွဲ့ကိုတိဆောက်နေတဲ့ချိန်မှာ admin ကအဲ့ဒီအဖွဲ့အောင်မြင်ဖို့အတွက်ပတ်ဝန်းကျင်ကိုတိဆောက်ပေးနေတာပါ။အော်ခုကဘဒူဆိုတဲ့ဟူဆိုတဲ့မိကွန်းနဲ့ဆိုင်ပြီးတော့နောက်တစ်ခုကဘယ်မှာခွဲနဲ့ဘယ်လိုဟောင်းဆိုတာနဲ့သက်ဆိုင်နေတာပေါ့ဒါဆိုရင်တော့တော်တော်လေးရှင်းသွားပြီအချင်းချုပ်ပြရင် HR ကလူတွေနဲ့သက်ဆိုင်တယ်ဝန်ထမ်းခန့်တာနေအငင်းစားယူတဲ့အချီပေါ့ဟုတ်ပါတယ်အမင်ကကြတာနေရာနဲ့လုပ်ငန်းစဉ်တွေ procedure တွေနဲ့သက်ဆိုင်တယ်မီးမပြတ်အောင်လုပ်တဲ့အဆင်ပြေဖြစ်အောင်လုပ်ပေးရတာမျိုးပေါ့မဲရလွန်ပြောရရင်လေ HR ကဝန်ထမ်းတွေရဲ့လုပ်ငန်းခွင်အတွေ့အကြုံကိုစီမံပေးတယ် admin ကကြတော့ရုံးရဲ့အတွေ့အကြုံကိုစီမံခန့်ခွဲပေးတာလို့ပြောလို့ရတယ်ဗျဒါပေမဲ့လေဒီဌာနနှစ်ခုရဲ့တာဝန်တွေထက်သွားတဲ့နေရာတွေရောမရှိနိုင်ဘူးလားဥပမာလုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး workplace safety ဆိုပါတော့ဒီမှာတော့ facility safety ကို admin မှာထည့်ထားတယ်ပေါ့နော်ဒါပေမဲ့ဝန်ထမ်းတွေရဲ့ကောင်းကျိုးကိုကြည့်ရမှာက HR လို့လည်းမဟုတ်ဘူးလားရှင်အဲ့ဒါအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲဟုတ်ပါတယ်အဲ့ဒီလိုနေရာတွေမှာသူတို့နှစ်ဖွဲ့ကတော်တော်လေးနီးနီးကပ်ကပ်အလုပ်လုပ်ရတယ်ဥပမာ admin ကမီတာစီဘူးတွေအရေးပေါ်ထောက်ပေါက်တွေစံကြေစံညုံမီအောင်လှုပ်ဆောင်ပေးခြင်းမှာhardware point ပေါ့ဟုတ်တယ် HR ကအဲ့ဒီလုံခြုံရေးဆိုင်ရာမူဝါဒတွေကိုဝန်ထမ်းတွေအားလုံးသိအောင်နားလည်အောင်လိုက်နာအောင်သင်တန်းပေးတာဆက်သွယ်အကြောင်းကြားတာတွေလုပ်ရတာပေါ့တယောက်က hardware ကိုတာဝန်ယူပြီးနောက်တယောက်က software ပိုင်းကိုတာဝန်ယူတယ်လို့ပဲအော်ပူပေါင်းဆောင်ရွက်မှုကအရေးကြီးတာပေါ့နော်အရန်အရေးကြီးပါတယ်ဗျာဒါဆိုရင်တော့ကျွန်မကိုနားထောင်တူတဲ့အထက်စဉ်းစားစရာမိခုနိခုထားခဲ့ကြပါတယ်အခုလိုမျိုး remote work တွေ hybrid work တွေအရန်ခေတ်စားလာတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာယုံနိယာကိုအဓိကထားတဲ့ admin နဲ့တာဝန်နဲ့လူကိုအဓိကထားတဲ့ HR ရဲ့တာဝန်တွေကြားကစီမင်းတွေဟာဘလို့များပြောင်းလဲလာနိုင်မလဲဒါမှမဟုတ်တစ်ခုနဲ့တစ်ခုပို့ပြီးတော့ဆက်ဆက်လာနိုင်မလားဆိုတာလေးကတော့စိတ်ဝင်စားစရာကောင်းတဲ့တွေးစရာတစ်ခုပါပဲရှင်